အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့တည့်ရတီးနှလုံးကိုတောင်းပြီးတော့အရန်စားလို့ကောင်းပြီးလှုပ်ရတာလဲလွယ်ကူတဲ့တည့်ရတီးယိုလီကိုလှုပ်နေလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်အရင်ဆုံးတော့တည့်ရတီးနှလုံးကိုအခွန်လေးတွေခွာထားပေးလိုက်ပါမယ်အခွန်ကြီးပြောင်းသွားပြီဆိုရင်တော့ဒီတည့်ရတီးလေးတွေကိုပါလေးလှိထားပေးလိုက်ပါမယ်ကျွန်တော်ကတော့အစိမ်းကိုသုံးပြီးတော့ပဲယိုထိုးပြမှာဖြစ်ပါတယ်ဒီနီးလေးကအရန်လဲစားလို့ကောင်းပါတယ်ကဲလှီးထားတဲ့တည့်ရတီးလေးတွေကိုစလုံးတစ်လုံးဒါမှမဟုတ်ပန်းနံတစ်ခွဲထည့်ပြီးတော့မှစားလေးအနှင်းကလေးထည့်မယ်ပြီးရင်တော့ဒါလေးတွေကိုအချင်းလေးတွေထွက်သွားအောင်လို့တီရှာလေးနဲပြီးတော့မှ10မိနစ်လောက်နှက်ထားပြလိုက်ပါမယ်တကယ်လို့ကိုသုံးတဲ့တည့်ရတီးကတိတ်မချင်ဘူးဆိုရင်တော့စားနဲ့နယ်ထားတဲ့အစင်ကိုကြော်လိုက်လို့ရပါတယ်နယ်ထားတာလဲ10မိနစ်ပြည့်ပြီဆိုရင်တော့တည့်ရတီးထဲမှာရှိရဲ့စားဓာတ်တွေအကုန်လုံးပြောင်းစင်သွားအောင်လို့ရေနဲ့2ကြိမ်လောက်ထပ်ပြီးတော့ဆေးပေးရပါမယ်စားနဲ့နေထားတာဖြစ်တဲ့အတွက်ပြောင်းစင်သွားအောင်မဆေးဘူးဆိုလို့ရှိရင်ဒီအရာသားကငံသွားရတယ်။ယိုကအရာသားနံသွားတတ်ပါတယ်။ကဲဆေးထားတဲ့ရဲ့တီးလေးတွေကိုတော့စကားလေးထဲမှာတေချာလေးစစ်ထားလိုက်ပါမယ်။ကျွန်တော်ကတော့2ကြိမ်3ကြိမ်လောက်စစ်ထားပါတယ်။တကယ်လို့ကိုသုံးတဲ့တီးရဲ့တီးထားတိတ်မချင်ဘူးဆိုလို့ရှိရင်ဒီနည်းလေးကိုမလုပ်လိုက်ရပါတယ်။ကျွန်တော်ကတော့ရင်ခွဲတီးသုံးထားတာဖြစ်တဲ့အတွက်ဒီတည့်ရဲ့တီးကအချင်းပိုပါတယ်။ဒါကြောင့်မို့လို့စားလေးနဲ့အချင်းတွေထည့်သွားအောင်လို့အရင်ဆုံးလှုပ်ထားပေးလိုက်တာပါ။ကဲပြီးရင်တော့ရေလေးခဏလောက်စစ်ထားပေးလိုက်ပါမယ်ရေစစ်ထားတဲ့တည့်ရတီးတွေကိုတော့အစောကအနေပြန်ထည့်ပြီးတော့မှတကြားကို15ချက်သားသွင်းပါမယ်တည့်ရတီးတွေကိုတကြားတွေအကုန်လောင်းထည့်လိုက်မယ်အရာသားအတွက်စားလေးအနှင်းငယ်ထပ်ထည့်ပါမယ်တကယ်လို့ကိုကအချိုကြိုက်တဲ့ဆိုလို့ရှိရင်တော့တကြားကိုဒီထက်ပိုပြီးတော့ထည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီလောက်အနေထားလေးကချိုချင်းလေးနဲ့စားကောင်းတာမို့လို့ဒီလောက်ပဲထည့်ထားတာပါကဲအားလုံးတမတော့အောင်ဝှေးပြီးပြီဆိုတာနဲ့သူ့ကိုတဲဦးတဲထည့်ပြီးတော့မှရေလေးလေးခန့်လာပြီးတော့တည့်ရတီးအယောင်လေးကလုံးဝကြီးလာတဲ့အထီကိုယိုထိုးပေးမှဖြစ်ပါတယ်တည့်ရတီးကအစိမ့်ဖြစ်တဲ့အတွက်သူ့တဲကအရေတွေကအခုလိုမျိုးထက်လာတယ်ပါတယ်သူ့ကိုဒီရေတွေကိုခန့်တော့အောင်တေချာလေးထိုးပေးရမှဖြစ်ပါတယ်ကဲတည့်ရတီးယူလေးကိုထိုးလိုက်ရင်လည်းအခုလိုမျိုးအယောင်လေးလေးပြောင်းလာပြီးတော့တည့်ရတီးလေးတွေကလည်းကြီးလာပြီးတကြားရည်လေးကလည်းပြစ်လာပြီးဆိုတဲ့အနေထားရောက်ပြီးဆိုရင်တော့မီးပိတ်လိုက်လို့ရပါတယ်တကြားရည်လေးအကုန်လုံးခန်းသွားတော့မှမီးပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီတည့်ရတီးယူကမတဲခဲကြီးဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့လို့မီးပိတ်ခါနီးလေးမှာတကြားရည်လေးနည်းနည်းချန်ထားပြီးတော့မှမီးပေါ်အောင်နေပြီးတော့ချပေးရပါမယ်ကဲဒါဆိုလို့ရှိရင်တော့အရာသားလေးကလည်းချိုချင်းလေးနဲ့အရန်စားလို့ကောင်းပြီးတော့လုပ်ရလဲလွယ်ကူတဲ့တည့်ရတီးယူထိုးနည်းလေးကတော့ပြီးသွားပါပြီနောက်ထပ်မုံလုံးနည်းလေးမှပြန်လဲဆုံတွေ့ကြပါမယ်အားပေးတူတိုင်းကိုကျေးဇူးပါဗျာ